မန်စီးတီးမှာစီမန်ညိုဘလို့အသုံးတော်ခံမလဲအားလုံးမင်္ဂလာပါโอเคဘက်ကနေကြိုဆိုပါရစေမန်စီးတီးကစီမန်ညိုကိုခေါ်လိုက်ပြီးတော့အသင်းရဲ့တောင်ပန်ကနေဓာတ်ရိုက်ကစားမဲ့ပုံစံကိုအဆင့်မြင့်လိုက်ပါရီဒုကူကလည်းအဲ့လိုကစားသမားမျိုးပဲမြင်စီမန်ညိုကတော့အိတ်ထက်ပို့ပြီးတော့ဓာတ်ရိုက်ဆန်ပါရီတိုက်စမှာပို့ပြီးတော့ပါဝင်နိုင်ပါရီပို့ပြီးလည်းဆွေစုံကစားနိုင်ပါရီဒါမန်စီးတီးကခုတက်တယ်မဟုတ်ဘဲနဲ့နောက်နေ့တွေအတွက်ပါလူကောင်းတယောက်ကိုစုဆောင်းလိုက်တာပါကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဆိုတာသိကြပါရီစီမန်ညိုကအဓိကအဖြစ်2နေရာလောက်မှာကစားနိုင်ပါရီတောင်ပန်ကစားသမားလို့စွန်နေရနီတေဆောင်ပြီးတော့ကစားနိုင်တယ်လို့ inside နံပါတ်10လို့မျိုးလေအတွင်းကိုပို့ဝင်ပြီးတော့ကစားနိုင်ပါရီဖန်တီးမှုလည်းလုပ်နိုင်တယ်လို့ဓာတ်ရိုက်ဂိုးသွင်းတာမျိုးလည်းရပါရီပြေးဝင်အဆုံးသက်တာမျိုးကလည်းကျွမ်းကျင်တယ်လို့အဝေးကနေကန်ချက်တွေနဲ့ကန်သွင်းတာလည်းအားကောင်းပါရီဒါတောင်ပန်တွေကနေဓာတ်ရိုက်ကစားဖို့ပိုပြင်ဆင်လာနေတဲ့ပတ်ရဲ့နောက်ဆုံးပြောင်းလဲမှုတစ်ခုပါလက်ရှိမှာတော့ပက်ကသူ့ကိုညာချမ်းမှာတောင်ပန်တလျှောက်နေရာပြီးကစားစီပြီးတော့နျူကာဆယ်ရဲ့ပွဲမှာဆိုရင်အတွင်းထဲကိုပို့ဝင်ပြီးတော့ကစားခဲ့ပါရီတခါတရံဆိုရင်ဟာလန်နဲ့ဒန်တူတိုက်စစ်မှာနေရာယူပြီးတော့လည်းကစားနိုင်ပါရီနောက်ချန်တိုက်စစ်မှုတယောက်လို့လေတွင်ပြောင်းပြီးဖြစ်နိုင်တဲ့သူမျိုးပါဆိုတော့သူ့ကိုဘက်ကပွဲပေါ်လိုက်ပြီးတော့အမျိုးမျိုးပြောင်းလဲသုံးလာတာကိုမြင်တွေ့ရနိုင်ပါရီတခုတော့သတိထားမှာစီမန်ညိုဟာကောင်းတဲ့အချက်တွေလည်းရှိတယ်လို့အားနည်းချက်တွေလည်းရှိပါရီปีนี้ครับเล่นบอลมาตรงกลางให้กับโรดี้ยัดมาตรงนี้กับแชกกี้ส่งต่อให้กับเบนโลซิมบาแล้วก็ยัดมาให้เซเมนโยเอียงซ้ายแล้วปั่นโค้งลูกนี้เป็นประตูให้ซิตี้นี่ครับออกนำ2ประตูต่อ0นะครับไปชมกันอีกทีนึงภาพช้านะครับเป็นยังไงครับเบนโลซิมบายัดมาแล้วก็เอียงซ้ายปั่นโค้งลูกนี้หนีตัวประกบมาได้นะครับทำให้ซิตี้ชนะไป 2-0 เปิดตัวเซเมนโยဒါလေးဘက်ကအတိပါပဲသူ့အတွက်အသုံးဝင်မဲ့ချင်းတို့ပဲခေါ်ခဲ့တာပါဘလိုပဲဖြစ်ဖြစ်တောင်ပန်မှာသူနဲ့အတူကူရှိနေတာကပြိုင်ဘက်ခံစစ်စွန်တွေကိုဆွဲချဲ့ထားနိုင်မှုအာမခံချက်ရှိစေပါရီအဲ့ဒီပြင်သူတို့စီဘောလုံးရောက်နေရင်ဘလိုပဲဖြစ်ဖြစ်အာရုံစိုက်ရပါရီဒါတခြားကစားသမားတွေအတွက်ပို့ပြီးတော့နေရာလွှတ်ရစေပါရီဟာလန်ကိုလည်းပို့ပြီးတော့အခွင့်အရေးတွေဖန်တီးပေးနိုင်စေမှာပါလက်တလုံးပိုးရီမှာတော့သူ့ကိုတောင်ပန်မှာပဲပုံမြင်ရနိုင်ပြီးတော့နောက်ပိုင်းပက်ပုံစံသုံးပြောင်းလာမလားဆိုတာစောင့်ကြည့်ရမှာပါပဲလိုဘလော့ပိတ်ထားမဲ့အသင်းတွေအတွက်လေသူပါလာတာတော်တော်လေးဒုက္ခပေးနိုင်ပြီးတော့တံပြန်တိုက်စစ်တွေလည်းအများကြီးဒီထက်ပို့ပြီးတော့ထက်မြက်လာတော့မြင်တွေ့ရနိုင်ပါလိမ့်တေကန်မော်ရီမှာလည်းအေရီယာတွေမှာကောင်းကောင်းဒုက္ခဝင်ပေးနိုင်ပါလိမ့်